Demosleya Manga Chapter 190ပထမဆုံးစာမျက်နှာတော့မစတင်ရသေးခင်မှာပဲမိစ္ဆာနေတဲ့သူတွေအားလုံးရုံးကန်နေကြပါပြီဆိုတဲ့စာတမ်းနဲ့ပဲ Inescan နဲ့ခါနာကိုမြင်ရမှာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကလည်းတနေ့ရာကိုတွားနေပါတယ်အဲ့ဒီရဲ့အောက်မှာတော့ဇန်နဲစုကညီးတွားနေပြီးတော့နားတယ်ဆိုပြီးတော့ပြောနေကငါ့ကိုကူတယ်ပေးသွားပါတော့ဆိုပြီးတော့သူ့ရဲ့ဘေးနာတငယ်ချင်းကိုပြန်ပြောနေပါတယ်သူ့ရဲ့တငယ်ချင်းကလည်းငါအုပ်စုနဲ့လူကွဲသွားပြီလို့ညီးညူနေကပြောနေရင်နဲ့3စက္ကန့်လောက်အကြာတွင်မှာပဲသူတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကမျက်နှာချင်းဆိုင်ဆုံတွေ့ရမယ့်ပုံစံလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်တစ်ဖက်မှာတော့တိုကီယိုမြင်ရမှာဖြစ်ပြီးတော့သူ့ရဲ့မျက်နှာတော်တော်လေးကိုနာကျင်နေပါတယ်အဲ့ဒီရဲ့နောက်ကျောမှာတော့တိုင်လုံးထဲကိုစိုက်ဝင်နေတဲ့ဓာတ်ကိုမြင်ရမှာဖြစ်ပြီးတော့သူကလည်းဓာတ်ကိုအသေးအတန်ရုံးကန်ဆွဲထုတ်နေပါတယ်ခဏကြာတော့တိုင်လုံးမှာစိုက်ထားတဲ့ဓာတ်ကနေပြုတ်ကျသွားကသူ့မျက်နှာမှာလည်းချွေးသီးချွေးပေါက်များစွာနဲ့တော်တော်နာကျင်နေပြီးတော့သူကရင်ဘတ်ထဲမှာရှိနေတဲ့ဓာတ်ကိုဆက်လက်ဆွဲထုတ်ဖို့ကြိုးစားနေပါတယ်တဖြည်းဖြည်းဆွဲထုတ်ဖို့ကြိုးစားရင်းနဲ့သူ့ရဲ့ပါးစပ်ကနေလည်းညီးညူတန်များနဲ့တကူလုံးကတုံရင်နေပြီးတော့ဓာတ်ကိုအဆုံးထိဆွဲနှုတ်ပြီးသွားတဲ့နောက်မှာတော့သူလည်းဘာစကားမှမပြောနိုင်တော့ဘဲနဲ့တကူလုံးခွေသွားကအဲ့ဒီနောက်တော့ထိုကီယာသူ့ခန္ဓာကိုပတ်တီးနဲ့စီးနေအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့အခြေအနေကတော်တော်ဆိုးနေပြီဒီတန်ရာရည်နဲ့ဆိုလို့ရှိရင်ငါလည်းသုံးစားမရဖြစ်တော့မယ်ငါသွေးတိတ်သားဖို့တော်တော်လေးအချိန်ယူရလိမ့်မယ်ခန္ဓာကိုယ်ကလည်းမထွားတော့ဦးဇူရီဆန်တို့လိုချက်ချင်းသွေးတိတ်အောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောနေကအနည်းဆုံးတော့အထက်အဆင့်တစ်ကိုရအောင်နှိမ်နေရမယ်အခုအချိန်အထိတိုက်ပွဲဝင်နေကြတဲ့လူတွေအားလုံးအတွက်တက်နိုင်သမျှတက်တအောင်လုပ်ပေးရမယ်ငါသေးလို့ရှိရင်တော့မှအားလုံးအတွက်အသုံးဝင်ရတဲ့လူဖြစ်သွားအောင်လုပ်မယ်လို့ပြောရင်းနဲ့ပဲသူ့ရဲ့ဓာတ်ကိုကင်ပြီးတော့ခိုကုရှိဘူးကိုစော်ဖို့ရထွက်သွားခဲ့ပါတယ်ဒါပေမဲ့ခြေတလားနှစ်လားလောက်ပဲရှောက်ရသေးခင်ပါပဲတိုကီယိုဆန်ဆိုတဲ့အတန်နဲ့တူပဲဂိမ်းရအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့စိတ်မရှိပါနဲ့အကိုကျွန်တော်ရဲ့ခန္ဓာကိုယ်အပိုင်းစလေးတွေကိုကူပြီးတော့ပြန်ဆက်ပေးနိုင်မလားလို့မေးလိုက်ပါတယ်တိုကီကလည်းမင်းအသက်ရှင်နေသေးရပဲမင်းရဲ့ခန္ဓာကိုယ်ကပြန်ဆက်နိုင်လားလို့အံ့ဩစွာနဲ့မေးလိုက်ပါတယ်တိုကီကတော့လွယ်တော့မလွယ်ဘူးပေါ့ဖြစ်နိုင်ဟိုနားလေးမှာကြာနေရဲ့အထက်အဆင့်တရဲ့စပင်လေးကိုယူလာပြီးကျွန်တော်ကိုပေးကျွေးနိုင်မလားဆိုပြီးတော့ဂိမ်းရန်ကမေးလိုက်ပါတယ်အဲ့ဒီနောက်သူကကျွန်တော်အစိုးရတိုက်ခိုက်သွားခြင်းနဲ့ကျွန်တော်အကိုကြီးကိုကာကွယ်ပေးခြင်းနဲ့သူ့ကိုတေခွင့်မပြုနိုင်ဘူးလို့ဝမ်းနဲ့သာပြောနေပြီးတော့သူ့ရဲ့တကူလုံးကပြက်နေရတော့သူ့ရဲ့အကိုအတွက်စိတ်ပူပေးနေတဲ့ညီတယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ထိုကီကလည်းကောင်းပြီငါတို့အဆုံးထိအတူတိုက်ပွဲဝင်ကြတာပေါ့လို့ပြောလိုက်ပေမဲ့လည်းသူ့ရဲ့မျက်နှာမှာတော့မအီမတာနဲ့သူ့ရဲ့မျက်လုံးတွေကလည်းအယမ်းကိုစိုးရိမ်နေပါတယ်နောက်တစ်ဖက်မှာတော့ခိုကုရှိဘူးနဲ့ဂီယူမီကထိတ်တိုက်တွေ့နေကြပြီးခိုကုရှိဘူးကငါသိပြီဆိုတဲ့စကားနဲ့ပဲဒါပေမဲ့ဒီအသက်အရွယ်မှာအမှတ်ထွက်လာရဲဆိုတော့တော်တော်ဆိုးတာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဂီယူမီကတော်တော်ဆိုးတယ်ဟုတ်လားဆိုပြီးတော့မေးလိုက်ခါခိုကုရှိဘူးကငါကြည့်ရတော့မင်းရဲ့ပုံစံကအသက်28နှစ်ဝန်းကျင်လောက်ရှိနေပြီမှတ်လားဂီယူမီကတော့အေးဟုတ်တယ်လို့ပြောကသူ့ရဲ့လက်ထဲကတန်လုံးယူလည်းဝိရမ်းနေပါတယ်ခိုကုရှိဘူးကတော့တော်တော်လေးကိုစိတ်မချမ်းမသာဖြစ်မိလို့ပါအမတ်ထွက်လာတဲ့လူတွေအားလုံးကသူတို့ရဲ့အသက်25နဲ့မပြည့်ခင်မှာပဲအကုန်လုံးတည်သွားကြရလေအဲ့ဒီအမှတ်ကပို့ပြီးတော့ထင်းလာခဲ့ရတဲ့အမြအမှတ်ပိုင်ရှင်တွေအားလုံးရဲ့စွမ်းရည်တွေကလည်းရွရွလာလေပဲတနည်းအားဖြင့်ပြောရလို့ရှိရင်သူတို့ရဲ့တက်တန်လည်းပို့တိုးလာရဲဆိုပါတော့မင်းကတော့အသက်25နှစ်ကိုကျော်သွားပြီးတဲ့အချိန်မှာအမှတ်ထွက်လာခဲ့တယ်အဲ့တော့ငါပြောချင်တာမင်းရဲ့တက်တန်ဒီတညအတွင်းမှာပဲကုန်သွားလိမ့်မယ်ပြီးတော့မင်းရဲ့တန်မာတဲ့ခန္ဓာကိုတိုက်ပွဲဝင်ပုံစံကွက်တွေနဲ့အဆုံးစုံနဲ့မင်းရဲ့လုံနိုင်စွမ်းနဲ့စွမ်းရည်တွေကတော့ဒီကဘာကြီးကနေပြောက်ကွယ်သွားလိမ့်မယ်မင်းဘလို့မှမခံစားရဘူးလားလို့ခိုကုရှိဘူးကမေးလိုက်ပါတယ်ဂီယူမီကတော့အေးငါဘလို့မှမခံစားရဘူးငါတိရကတော့အမတ်ထွက်လာရဲဆိုတာကိုပဲခိုကုရှိဘူးကတော့အံ့ဩစွာနဲ့ပဲအဲ့ဒီတော့မင်းကတိနေပြီးသားလားအမတ်မထွက်လာခဲ့ရင်လည်းမိစ္ဆာနေတဲ့သူအဖွဲ့ထဲမှာမင်းကကြာနေလို့ရတော့မှာမဟုတ်ပါဘူးမင်းအတွက်မနှက်ဖြန်ဆိုတာမသေးကြတော့ဘူးဆိုပြီးခိုကုရှိဘူးကအသေးပြင်းတော့မယ်ဆိုတဲ့ပုံစံမျိုးကိုပညာသားဖပါနဲ့ပြောလိုက်တာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အကန်းဖုံးကြီးကတော့မန်ပပါနဲ့ပဲငါဘာအတွက်သက်ရှင်ဖို့တွေးဖို့နေရမှာလဲဟာရှီရာဖြစ်လာရဲ့ဘယ်သူမဆိုကအသေးဖို့အတွက်ကိုစိတ်ပိုင်းဖြတ်ပြီးသားကွာမင်းရဲ့စော်ကားမော်ကလုံနေတဲ့စောက်စကားတွေကငါရဲ့သွေးကိုစူပွက်လာတဲ့အထိဒေါသထွက်စေတယ်ခိုကုရှိဘူးကတော့ငါတို့ဒီလောက်နဲ့ပဲအပလာတွေပြောတော်သိမိထင်တယ်မင်းသာမိစ္ဆာတကောင်ဖြစ်လာမယ်ဆိုလို့ရှိရင်မင်းရဲ့ခန္ဓာကိုယ်လည်းပြန်ပြီးတော့ကုသလို့ရမယ်ပြီးတော့မင်းရဲ့လက်ရည်တွေကလည်းဒီထက်မကပိုပြီးတော့တိုးတက်လာအောင်မယ်လို့မဲဆွဲနေကြအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့ဘာလို့နားမလဲနိုင်ရသေးရလဲဘလောက်တော့မယူရဲဆန်လိုက်လဲဆိုပြီးတော့ဂီယူမီကိုမေးနေကဂီယူမီကတော့ငါဘာမှနားလဲစရာမလိုပါဘူးငါတို့တွေကလူသားတယောက်အနေနဲ့တည်သွားမယ်ဆိုရင်တော့မဂုံယူတယ်ပြီးတော့မင်းကုန်မင်းစောက်တက်ကြီးလှုပ်ပြီးတော့တခြားသူတွေကိုတိုက်ပြီးတော့တရားဟောနေအောင်တော်လောက်ပြီးထင်တယ်လို့ပြောလိုက်တဲ့အချိန်မှာခိုကုရှိဘူးကအံ့ဩသွားပြီးတော့မင်းနဲ့ငါစကားပြောနေတဲ့အချိန်တုန်းကငါသတိထားမိခဲ့တယ်မင်းရဲ့ပါဇက်ကထွက်လာတဲ့အလိညာစကားတစ်ခုပေါ်လို့ပြောလိုက်ပါတယ်ခိုကုရှိဘူးကတော့အံ့ဩစွာနဲ့ပဲမင်းဘာတွေကိုပြောနေရလဲငါပါတခုမှလိမ့်မပြောမိပါဘူးလို့ပြန်ပြောလိုက်ခါဂီယူမီကတော့မမျောလင့်ထားတဲ့စကားလေးတစ်ခုပေါ်လို့ပြောလိုက်ကလက်ညှိုးတစ်ချောင်းထောင်းပြနေပြီးတော့မင်းပြောခဲ့တယ်မလားအမတ်ထွက်လာခဲ့တဲ့ဘသူမဆိုကအသက်25နှစ်ထက်အပိုပြီးအသက်မရှင်နိုင်ကြဘူးဆိုတာကိုလေအဲ့ဒီနောက်တော့ခိုကုရှိဘူးကသူ့စကားနဲ့သူပဲတွေးမိသွားကမင်းကိုကြည့်ရတော်တော်လေးထိတ်လန့်သွားတဲ့ပုံပဲဘယ်လိုလဲငါပြောတဲ့စကားတွေကမှန်တယ်မှတ်လားလို့မေးလိုက်ကအဲ့ဒီနောက်ဂီယူမီကငါလို့စကားဆက်ပြောတဲ့အချိန်မှာပဲခိုကုရှိဘူးကဘာစကားမှမပြောတော့ဘဲနဲ့ရုတ်တရက်တိုက်ခိုက်လိုက်ပါတယ်ဂီယူမီကလည်းလှင်းမြန်သွားနေပဲသူ့ရဲ့တန်ကြိုးနဲ့ပြန်ကာထားလိုက်ကအဲ့ဒီနောက်တော့နှစ်ယောက်စလုံးကနေရာတစ်ခုအကွာဝေးတစ်ခုကိုရောက်သွားပြီးတော့ဂီယူမီကတန်လုံးနဲ့ပြန်ရိုက်ပြီးတော့ခိုကုရှိဘူးကလည်းလမင်ဓာကုတ်ချက်ပေါင်းများစွာကိုအသုံးပြုနေပါတယ်သူတို့နောက်ရဲ့နေရာတစ်ခုမှာတော့လူတယောက်ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့
အဲ့ဒီလူရဲ့ဘိုင်းမှာတော့ဓာတ်ခုတ်ချက်ပေါင်းများစွာကိုချုပ်ထားတဲ့ပုံရိပ်ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီလူကတခြားလူမဟုတ်ဘဲနဲ့ရှင်နေစုကာဝါဖြစ်နေပါတယ်အဲ့ဒီနောက်သူကအာယူပြီးတော့မတက်ထရက်ပြီးတော့တစ်ဖက်ကိုလှည့်လိုက်တဲ့အချိန်မှာသူ့ရဲ့အကြည့်တွေအကုန်လုံးကပြောင်းသွားပြီးတော့မျက်နှာမှာလည်းလေသင်္ကေတဖြစ်တဲ့လေဟက်ပုံစံတနည်းအားဖြင့်အမှတ်တစ်ခုကပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်တော့ခိုကိုရှိဘူးနဲ့ QMI ရဲ့ဘတ်တဲကိုလှမ်းကြည့်လိုက်ခါခိုကိုရှိဘူးကလည်းချက်ချင်းသတိထားမိသွားပြီးတော့အနောက်ကိုပြန်လှည့်ကြည့်လိုက်ပါတယ်ဒါပေမဲ့လည်းသူလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့ဘေးနာကိုရှင်နေစုကာဝါချက်ချင်းရောက်လာပြီးတော့သူ့ရဲ့စောက်ခွက်ကြီးကိုဓာတ်နဲ့ပြေးခုတ်လိုက်ကခိုကိုရှိဘူးကတော့ဒီကောက်မှလည်းအမှတ်ထွက်လာပြီလားဟာရှိယာရီအားလုံးကတစ်ချိန်တည်းမှာပဲအမှတ်ထွက်လာကြလားဟာဆိုပြီးတော့မိကုံးမများစွာနဲ့ဖြစ်နေကရှင်နေစုကာဝါသူ့ကိုကြည့်နေရင်းနဲ့ပဲသူ့ရဲ့နောက်ကနေ QMI ရဲ့တန်လုံးရခိုကိုရှိဘူးရဲ့မျက်နှာနဲ့မိတ်ဆက်မလို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကလည်းလင်းမြန်စွာရှောင်လိုက်ပြီးတော့သူတန်လုံးကိုရှောင်လိုက်နိုင်ရင်လည်းအနောက်ကနေချက်ချင်းပြန်ပတ်လာလိမ့်မယ်ဆိုတဲ့စကားနဲ့ရှင်နေစုကာဝါခိုကိုရှိဘူးရဲ့ခြေထောက်ကိုလှမ်းပြီးတော့ဖြတ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့လည်းခိုကိုရှိဘူးကလှင်းမြန်စွာနဲ့ပဲအနောက်ကိုဝေးနိုင်သမျှဝေးနိုင်အောင်ဆုတ်သွားပြီးတော့သူ့ရဲ့စိတ်ထဲမှာလည်းသူတို့နှစ်ယောက်ရဲ့တိုက်ပွဲဝင်ပုံစံခွက်တွေကမတူပေမဲ့လည်းဒီတိုက်ပွဲမှာတော့ငါထက်ခြေတလန်းပိုသားသွားပြီးတော့တိုက်ခိုက်မှုပုံစံတွေကလည်းညီလာရဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်တော့ရှင်နေစုကာဝါကကျွန်တော်တို့အတူလေ့ကျင့်ခဲ့တဲ့ဟာရှိယာလေ့ကျင့်ရေးကအခုအသုံးဝင်နေပါရောလားအီမေဂျီမဲဆန်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်တစ်ဖက်ကဖုန်းကြီးမြက်ကလည်း M ဆိုပြီးတော့ပြန်ပြောလိုက်ခါအမှားရွေးမရှိတဲ့အတွဲညီပူဆိုတဲ့စာတမ်းလေးနဲ့ပဲဒီမှာနေ chapter 190အန်ထားပါတယ်brother တို့အနေနဲ့ကျွန်တော်ဖန်တီးထားတဲ့ဒီမိုစလီယာမန်ကဘာသာပြန်ဗီဒီယိုတွေကိုကြည့်ရအဆင်ပြေရဆိုလို့ရှိရင် like subscribe နဲ့အဆင်ပြေတဲ့ comment တစ်ကြောင်းလောက်ရေးသွားပေးဖို့တောင်းဆိုချင်ပါတယ်